မိုးရွာနေတဲ့ညတညမှာစာရေးဆရာ Mike Enslin တယောက်မိုဒယ်တစ်ခုကိုအပြေးလွှားရောက်လာပါတယ်။ Mike ကတရေချောက်တဲ့ဆိုးတဲ့နေရာတွေကိုလိုက်အိပ်ပြီးဒါတွေကအလိမ်ညာတွေဖြစ်ကြောင်းစာအုပ်ရေးတယ်သူပါ။သူကမိုဒယ်ပိုင်ရှင်ကိုအချက်ဆုံးအခန်းပေးဖို့တောင်းဆိုပြီးတညလုံးစက်ကိရိယာတွေနဲ့စစ်ဆေးပေမဲ့ဘာမှမတွေ့ပဲအိပ်ပျော်သွားခဲ့ပါတယ်။နောက်နေ့စာအုပ်လက်မှတ်ထိုးပွဲမှာလည်းသူကနာနာဘာဘဆိုတာစိတ်ကူးရင်တက်တက်ပဲလို့လူတွေကိုပြောနေတော့ပါပဲ။ဒါပေမဲ့မိန်းကလေးတယောက်ကသူ့ရဲ့အရင်တုန်းကရေးခဲ့တဲ့စိတ်လှုပ်ရှားစရာဇက်လန်းစာအုပ်ကိုလာပြတဲ့အခါမှာတော့မိုက်ရဲ့မျက်နှာမှာတစုံတစ်ခုကိုဖုံးကွယ်ထားတဲ့အရေးအယောင်တွေတွေ့လိုက်ရပါတယ်။ဒီနေ့မှာတော့မိုက်စီကို postcard တစ်ခုရောက်လာပါတယ်။အဲ့ဒီထဲမှာ Dolphin Hotel ရဲ့အခန်းနံပါတ်148ထဲကိုလုံးဝမဝင်ပါနဲ့လို့ရေးထားတာပါ။တရေမယုံတဲ့မိုက်အတွက်ကတော့ဒါဟာစိန်ခေါ်မှုအသစ်တစ်ခုပဲပေါ့။သူစုံစမ်းကြည့်လိုက်တော့ဒီအခန်းထဲမှာလူပေါင်း56ယောက်တောင်ထူးထူးဆန်းဆန်းတည်ဆုံးခဲ့ဘူးတယ်ဆိုတာသိလိုက်ရပါတယ်။ Hotel Manager Gerald ကသူ့ကိုဒီအခန်းထဲမဝင်ဘူးအသေးအတန်တားပါတယ်။ဒါပေမဲ့မိုက်ကတော့နားမထောင်ပဲအခန်းတော်ကိုယူပြီး14လွှာမှုတက်သွားပါတော့တယ်။အစာပိုင်းမှာတော့အရာအားလုံးကရိုးရိုးရှင်းရှင်းပါပဲ။မိုက်ကဒီအခန်းကသူထင်ထားတာထက်ပိုပြင်းဖို့ကောင်းတယ်လို့တောင်သူ့ရဲ့အတန်ပန်းဆက်ထဲမှာမှတ်တမ်းတင်နေခဲ့တာပါ။ရုပ်တရက်ဗီဒီယိုကနေတချင်းတန်တွေထွက်လာပြီးအခန်းထဲအပူချိန်ကလည်းအသေးအတန်မြင့်တက်လာပါတယ်။မိုက်ကဟိုတယ်ဝန်ထမ်းတွေသူ့ကိုလာနောက်နေတယ်လို့ပဲထင်နေတော့မှမိုက်တယောက်ဒါတွေဟာစိတ်ခက်ခံထားရလို့မြင်နေရတဲ့ပုံရိပ်ရောင်တွေလိုပဲကိုအတင်းယုံကြည်ခိုင်းနေပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲက TV ကနေသူ့ရဲ့ဇနီးဟောင်းလီလီနဲ့ဆုံးပါသွားပြီဖြစ်တဲ့သမီးလေး KT တို့ရဲ့ဗီဒီယိုတွေပေါ်လာပါတယ်။မိုက်ကလွမ်းစွတ်တန်တမှုတွေနဲ့ TV နားကိုသွားပြီးသမီးလေးရဲ့မျက်နှာကိုထိတွေ့ဖို့ကြိုးစားနေတာပါ။ဒါပေမဲ့ TV ကြီးပိတ်သွားပြီးတဲ့နောက်မိုက်ကဘေးကန်းကကလေးငိုတန်းကိုကြားလို့အကူအညီတောင်းဖို့နီယန်ကိုထုလိုက်ပါတယ်။ဒါပေမဲ့ထူးဆန်းတာကနီယန်ကနေသွေးတွေစိမ့်ထွက်လာတာပါပဲ။သူအခန်းပြင်ထွက်ဖို့လမ်းမရှိတော့လို့ပရင်ပေါက်ကနေအပြင်ဘက်နေရတဲ့အတိုင်းရှောက်ကြည့်တဲ့အခါအသေးရစရာအမှန်တရားကိုသိလိုက်ရပါတယ်။တဟိုတယ်လုံးမှာအခန်းနံပါတ်1408တခန်းပဲရှိတော့တာပါ။အခန်းထဲပြန်ဝင်လိုက်တဲ့အချိန်မှာတော့တကားနဲ့ပရင်ပေါက်တွေအားလုံးကကွန်ကရစ်နေရံတွေဖြစ်ပြောင်းလဲသွားပြီးသူဟာလုံးဝပိတ်မိသွားပါတော့တယ်။အခန်းထဲမှာရေကြီးပြီးနုမြုံနေတော့မိုက်တရောင်ရုတ်တရက်ဆိုသလိုကန်းကြီးမှာပြန်နှိုးလာပါတယ်။သူဟာဆေးရုံရောက်သွားပြီးဇနီးဖြစ်သူလီလီနဲ့ပြန်ဆုံခဲ့ရပါတယ်။ဒါတွေအားလုံးကအိမ်မဆိုးတစ်ခုလို့သူထင်နေခဲ့တာပါ။ဒါပေမဲ့သူစားလိုက်တူသွားတဲ့အခါမှာတော့ဝန်ထမ်းရဲ့မျက်နှာကဟိုတယ်ကဝန်ထမ်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲအရာအားလုံးပြိုလဲသွားပြီးသူဟာအခန်း14ရှိတဲ့အပြည့်အစည်းတွေကြားထဲမှာပဲရှိနေသေးတယ်ဆိုတာသိလိုက်ရပါတယ်။တေဆုံးသွားတဲ့သမီးလေး KT ရဲ့ပုံရိပ်ရောင်ကမိုက်ရဲ့ရင်းခွင်ထဲမှာတင်ပြာဖြစ်ပြောင်းလဲသွားတဲ့အခါမိုက်တယောက်ယူဆသွားပါတော့တယ်။နာရီက0ကိုပြန်ရောက်သွားပြီးအခန်းကနောက်ထပ်နာရီထက်ဆဖို့ပြင်းနေပါတယ်။ဟိုတယ်အော်ပရေတာကဖုန်းဆက်ပြီးချက်ကောက်လုံးမလားလို့မေးလာပါတယ်။ဒီတစ်ခါတော့မိုက်ကအရှုံးမပေးတော့ပါဘူးငါချက်ကောက်မလုပ်ဘူးဒီအခန်းကိုငါနဲ့အတူဖျက်ဆီးပစ်မယ်လို့ပြောပြီးမော်လိုတိုမီးလောင်ပုံနဲ့အခန်းကိုမီးတင်ရှို့လိုက်ပါတော့တယ်မိုက်ဟာအခန်းကြီးဖျက်ဆီးသွားတာကိုကြည့်ပြီးရဲမောမြင့်မီးထဲမှာပဲအဆုံးစီရင်သွားခဲ့ပါတယ်မိုက်ရဲ့စားနာပြီးတော့မန်နေဂျာဂျယ်ရီကမိုက်ရဲ့ပစ္စည်းတွေကိုလီလီစီလာပေးပါတယ်ဂျယ်ရီကကောင်းပေါ်ရောက်တဲ့အခါမိုက်ရဲ့အတန်ဖန်စစ်ကိုဖွင့်နှားထောက်ကြည့်တော့မီးလောင်နေတဲ့ကြားကမိုက်ရဲ့အတန်နဲ့အတူသမီးလေး KT ရဲ့အတန်ကိုပါကြားလိုက်ရတဲ့အတွက်အကြီးအကျယ်ထိတ်လန့်သွားပါတယ်နောက်ဆုံးမြင်ကွင်းမှာတော့ဖျက်ဆီးသွားတဲ့အခန်း1408ထဲမှာမိုက်ရဲ့ဝိညာဉ်ရာသမီးလေးရဲ့ခေါ်တန်းနောက်ကိုလိုက်သွားရင်ထာဝရပိတ်မိနေပါတော့တယ်။ဒီဇာလန်လေးကိုသဘောကျရင် follow လေးလုပ်ခဲ့ပါအောင်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေနဲ့ပြန်တွေ့ကြမယ်။ကြည့်ရှုပေးဖို့ကျေးဇူးတင်ပါတယ်။